ဆန္ဒကားဆိုတဲ့နိုင်ငံတစ်ခုမှာညီကို၃ယောက်နေထိုင်ကြပါတယ်။အကြီးဆုံးအကိုနာမည်ကဘီမာအလဲအကိုနာမည်ကလက်လံဖြစ်ပြီးအငယ်ဆုံးညီနာမည်ကတော့ဘိုလာဖြစ်ပါတယ်။သူတို့ရဲ့အဖေကတော့ကွယ်လွန်ပြီးသားပါ။ညီကို၃ယောက်လုံးလည်းမိန်းမယူပြီးသားဖြစ်ကြပါတယ်။ဒီနေ့မှာသူတို့၃ယောက်ဟာအဖေထားခဲ့တဲ့အမွေတွေကိုခွဲဝေဖို့စုဝေးကြပါတယ်။အကြီးဆုံးအကိုဘီမာကပြောလိုက်ပါတယ်။ငါကအကြီးဆုံးအကိုဖြစ်တဲ့အတွက်အမွေခွဲဝေမှုကိုငါပဲဆုံးဖြတ်မယ်။မင်းတို့လက်ခံလားအကိုကြီးပြောသလိုပဲကျွန်တော်လက်ခံပါတယ်အကိုနှစ်ယောက်လုံးကကျွန်တော်ထက်အကြီးပါအကိုတို့ဆုံးဖြတ်တာကိုကျွန်တော်လက်ခံပါမယ်သူတို့မှာလယ်မြေနှစ်ကွက်နဲ့လယ်ကြားကတဲအိမ်လေးတစ်ခုရှိပါတယ်ဒီမှာကပြောတယ်လယ်မြေနှစ်ကွက်ထဲကတစ်ကွက်ကိုငါယူမယ်နောက်တစ်ကွက်ကိုလလန်ယူမယ်ကျန်တဲ့လယ်တွေကတဲအိမ်လေးကိုတော့ဘိုလာမင်းယူလိုက်ပါဘိုလာကဝမ်းနေတော်လဲဘာမှမပြောဘဲလက်ခံလိုက်ပါတယ်သူတို့အဖေစိုက်ထားခဲ့တဲ့တရက်ပင်ကြီးတစ်ပင်ရှိပါတယ်။တရက်ပင်မှာကိုင်းနှစ်ကိုင်းနဲ့အမြင့်ရှိပါတယ်။ပြီးမှပြောတယ်။ကိုင်းတစ်ကိုင်းငါယူမယ်။နောက်တစ်ကိုင်းလန်လန်ယူမယ်အမြင့်ကိုတော့ဘိုလာမင်းယူလိုက်ပါ။အရန်ကောင်းတယ်။အရန်ကောင်းတဲ့အကိုဒီဆုံးဖြတ်ချက်ကိုကျွန်တော်လည်းလက်ခံပါတယ်။ခင်ဗျားတို့ကအကြီးဆုံးကျွန်တော်ကအငယ်ဆုံးပါ။ခင်ဗျားတို့ရဲ့တောင်းဆိုချက်ကိုဘယ်လိုညှင်းနိုင်မှာလဲ။ကျွန်တော်လည်းသဘောတူပါတယ်အကိုအခုညီအကို၃ယောက်အိမ်ကိုရောက်လာကြတယ်။အခုအိမ်ကိုခွဲဝေရမယ်။ဟုတ်ပြီ။အခုဒီအိမ်အတွက်အချိန်ရောက်ပြီးအခန်းလေးခန်းနဲ့အမိုးတစ်ခုရှိတယ်။အခန်းနှစ်ခန်းကိုငါယူလိုက်မယ်။နောက်နှစ်ခန်းကိုလန်လန်မင်းယူလိုက်ကျန်တဲ့ကောက်ရိုးအမိုးကဘိုလာကိုပေးလိုက်မယ်သဘောတူလား။ဘိုလာဟာဘီမာရဲ့ဆုံးဖြတ်ချက်ကြောင့်အလွန်ဝမ်းနည်းကြေကွဲနေပါတယ်။ဒါပေမဲ့သူ့ရဲ့အကိုကြီးရဲ့ဆုံးဖြတ်ချက်ကိုလက်ခံပြီးဘာမှမပြောပါဘူးဒီနည်းနဲ့အိမ်ခွဲဝေမှုပြီးဆုံးသွားပါတယ်ဟေးအကိုလေကွင်းတွေတရက်ပင်တွေနဲ့အိမ်တွေပြီးရင်အရေးကြီးတဲ့နောက်ထပ်တစ်ခုမေ့သွားတယ်ဟေးလန်လန်ငါမေ့နေတဲ့အရေးကြီးတဲ့အရာကပါလဲငါ့ကိုသတိပေးနိုင်မလားအကိုရဲ့အဖေကကျွန်တော်တို့ညီကို၃ယောက်အတွက်ပတ်စံတချို့ခြံထားခဲ့တယ်ဘလို့လုံးမေ့နိုင်ရတာလဲအိုးဟုတ်တယ်ငါမှတ်မိပြီခဏစောင့်ငါချက်ချင်းယူလာခဲ့မယ်အကိုကြီးပီမာကအိမ်ထဲကလေနာအိုးတစ်လုံးကိုယူလာတယ်အိုးထဲမှာဒင်ကားတွေနဲ့ပြည့်နေပြီးတချို့ကဟောင်းနေတဲ့ရှေးဟောင်းဒင်ကားများဖြစ်နေတယ်ဒီမှာဒင်ကားအမျိုးအစား2မျိုးရှိတယ်တစ်ခုကလက်ရှိလက်ပတ်နေတဲ့ဒင်ကားနဲ့နောက်တစ်ခုကငါတို့ရဲ့အဖိုးဘွားရဲ့အဖိုးဖွားတွေဖြစ်ကပါဆိုလိုတာကဒါတွေကအရန်ရှိကြတဲ့ဒင်ကားတွေပါထူးဆန်းတဲ့တတုတွေနဲ့ပြုလုပ်ထားတဲ့ဒင်ကားတွေဖြစ်တယ်ဒါဆိုညီကိုတို့ဒီဒင်ကားတွေကိုဘယ်လိုခွဲဝေကြမလဲဒါကြောင့်နားထောင်ပါလက်ရှိလက်ပတ်နေငါအားလုံးကငါနဲ့လန်လန်ပိုင်းမှာဖြစ်ပြီးရှေးဟောင်းတတုတွေနဲ့ပြုလုပ်ထားတဲ့အရန်ရှိကြတဲ့ဒင်ကားတွေကဘိုလာကိုပေးလိုက်မယ်သဘောတူလားအဲ့လိုနဲ့ညီကို2ယောက်ကလယ်မြေနဲ့အတူငွေတွေလည်းယူလိုက်ကြတယ်ဘိုလာကြည့်ပါဦးရှေ့ခေတ်တုန်းကဒင်ကား၄ပြားပဲကြံတော့တယ်မင်းလိုချင်ရင်ဒီဒင်ကား၄ပြားကိုယူသွားလို့ရတယ်ပြီးတော့သူကဘိုလာကိုအလွန်ရှေးကြတဲ့ဒင်ကား၄ပြားပေးတယ်အကိုတို့2ယောက်စလုံးပတ်စံလယ်မြေအားလုံးကိုယူသွားကြပြီပဲကျွန်တော်ကံကြမ္မာမှာဒီလောက်ပဲရေးထားရင်လည်းကျွန်တော်လက်ခံပါတယ်ဘိုလာလည်းသူ့ရဲ့ဒင်ကားပြား၄ပြားယူပြီးအိမ်ထဲကိုဝင်သွားချိန်မှာပဲသူ့ရဲ့အကိုကြီးကသူ့ကိုရက်ပြီးပြောတယ်ဟေးဘိုလာမင်းယူသွားပြီလားခုလေးတင်အိမ်ခွဲပြီးပြီဆိုတာမကြားဘူးလားအခုဒီအိမ်ငါတို့2ယောက်ပိုင်နေမင်းရဲ့ဝေစုကအမိုးပေါ်မှာမင်းကိုအမိုးခွဲဝေပေးပြီလေအခုမင်းသွားပြီးအဲ့ဒီကောက်ရိုးမှုမှာနေလို့ရပြီမင်းဒီအိမ်ထဲမှာမနေနိုင်တော့ဘူးအခုဒီအိမ်ကိုငါတို့2ယောက်လုံးပိုင်တယ်အကိုရဲ့ဘာအကြောင်းပြောနေတာလဲကျွန်တော်ဘယ်ကိုသွားမလဲကျွန်တော်လက်ထပ်ပြီးပြီကျွန်တော်မိန်းမကိုဘယ်ကိုခေါ်သွားရမလဲအကိုဟေဘိုလာရေနယ်မြေခွဲဝေမှုဖြစ်တုန်းကဒါတွေကိုအစောကြီးကလေးကစဉ်းစားတင်တယ်ငှက်တွေကတီးနှံတွေစားပစ်လိုက်တဲ့အခါကျမှနောင်တရနေတာဘာအဓိပ္ပာယ်ရှိလို့လဲညီကို2ယောက်ကဘိုလာနဲ့သူ့ဇနီးကိုအိမ်ကနေထုတ်လိုက်ကြတယ်လင်မယား2ယောက်ဟာရွာရီကန်ဘေးမှာတဲငယ်လေးတစ်လုံးဆောက်ပြီးနေထိုင်ကြတယ်ဖះကြီးကျွန်ုပ်တို့ဘာဖြစ်နေတာလဲဘဝကဘလို့ဆက်သွားရမလဲတနေ့ကိုထမင်းနဲ့စားဖို့မေးလိုက်ပါတ
နက်တောင်စားစရာမရှိဘူး အခုမှငိုနေလိုက်မင်းရဲ့ဉာဏ်ပညာကစက်စားရာကိုရောက်သွားပြီးမင်းကိုလက်ထက်တာငါမားသွားတယ်ငါကံကြမ္မာကအရန်ဆိုးရွားတာပဲ ရှင်ကသူတို့ကိုအကိုကြီးလို့ခေါ်ပြီးအလွန်အမင်းလေးစားမှုပေးခဲ့တယ်။အကျိုးဆက်တွေကိုရှင်မြင်ပြီလား မိမရေသူတို့နှစ်ယောက်ကငါရဲ့အကိုကြီးတွေလေအခုငါကိုပြောပါငါသူတို့ကိုဘလို့မေးခွန်းထုတ်ရမလဲ ။ဒါဆိုရှင်ရဲ့အကိုကြီးတွေကသူတို့ရဲ့ညီငယ်အကြောင်းမစင်စားကြဘူးလား။သူတို့ကအရာအလုံးကိုတင်ထားလိုက်တယ်။ရှင်ကိုဝေစုအဖြစ်ဗာပေးခဲ့လို့လေ သူတို့ကငါ့ကိုတစ်ပင်အတွက်အမြင့်တစ်ခုပေးခဲ့တယ်အိမ်အတွက်အမိုးတစ်ခုနဲ့ငွေကြေးအတွက်ဒီရှိရိုးဆွဲတင်းကားလေးပြပေးခဲ့တယ်မိမရေအခုရက်လိုက်ပါငါ့ကိုဘလောက်ထပ်ပြီးလှောင်ပြောင်းအောင်ပါလဲအဲ့ဓာတွေကိုထားခဲ့လိုက်ရအောင်မိမရေငါအခုဘာလုပ်တင်လဲငါမှဘာမှမကြံတော့ဘူးငါတခုခုလုပ်မရမယ်ဒီတင်းကားဟောင်းတွေကိုရွာသူကြီးစီယူသွားကြည့်မယ်ဒါတွေနဲ့တင်းကားအစ်စ်တွေလဲလို့ရနိုင်မလား ဘိုလာကမျောလင်းချက်ကြီးစွာနဲ့ဒင်္ဂါလေးပြားကိုယူပြီးရွာသူကြီးစီသွားတယ် ဟေးဘိုလာမင်းဒီကိုဘလို့လာဖြစ်တာလဲပြောပြပါတကြီးကျွန်တော်မှာဒီတင်းကားလေးပြရှိတယ်ဒီတင်းကားတွေနဲ့လဲလှယ်ပြီးအစ်စ်တင်းကားတွေပေးနိုင်မလားဟေးဘိုလာဒီတင်းကားတွေကအသုံးမဝင်တော့ဘူးဒီတင်းကားတွေနဲ့ဘသူကမင်းကိုပတ်စံပေးမှလဲမင်းကအရန်ရိုးသားလွန်းတာပဲကျွန်တော်အခုဘာလုပ်တင်လဲမသိဘူးအရာအလုံးဆုံးရှုံးသွားပြီးကျွန်တော်အသက်ဆက်မရှင်ကျင်တော့ဘူးကျွန်တော်တည်သွားတာပဲကောင်းမယ်ဗျာ ။ဒါကြီးကအဘိုလာကိုတနာမိတယ်။ဘိုလာရေလူတိုင်းကိုကူညီတယ်လို့ငါမင်းကိုကူညီမယ်အဲ့လောက်ပြောပြီးရွာသားကြီးကဘိုလာကိုဘရင်ကြီးစီခေါ်သွားတယ်။ဘရင်ကြီးကအရာအလုံးကိုမျက်မျှတခွဲဝေပေးခဲ့တယ်။အခုတော့ဘိုလာလည်းငိမ့်ချမ်းစွာနေထိုင်ပါတော့တယ်။